အားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့အချိန်မှာ Calvinism နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ယုံကြည်ချက်တွေသူတို့ရဲ့ကယ်တင်ခြင်းနဲ့ပတ်သက်ပြီးတော့လက်ခံတဲ့ပုံစံတော်လကောင်း Arminianism တွေရဲ့ယုံကြည်ချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လေ့လာစီးပူးခဲ့ပြီးဖြစ်ပါတယ်ဒီနေ့မှာသူတို့ဒီ Calvin နဲ့ Arminius ရဲ့ကွာခြားပုံနဲ့ဘယ်ဟာကဖြစ်တင်လဲဘယ်ဟာကဘယ်ဖက်မှာကျန်းစာနဲ့ပို့ပြီးတော့နီးလဲဆိုတော့နည်းနည်းလေ့လာရအောင်အဓိက Calvin ရဲ့ယုံကြည်ချက်နဲ့ပတ်သက်ပြီးတော့အထောက်ပံ့ပေးတဲ့အကြံချက်တစ်ချက်ကိုဖတ်ပြလိုပါတယ်။ဘယ်မှာတွေ့နိုင်လဲဆိုရင်ကျွန်တော်တို့ယောမခန်းကြီး၈ထဲမှာတွေ့လို့ရပါတယ်။အခန်းငယ်35အခန်းငယ်36 39ထိုအမှုတို့တွင်အဘယ်အမှုဒီခရစ်တော်၏ချစ်ခြင်းမေတ္တာနဲ့ငါတို့ကိုမကွာစေမီနီမကွာစေဒီတမကငါတို့ကိုချစ်တော်မူသောသူ၏ကျေးဇူးတော်ကြောင့်ငါတို့ဒီထိုအမှုခတ်သိမ်းတို့ကိုခံစဉ်တွင်ပင်အထူးသဖြင့်အောင်မြင်ကြ၏အကြောင်းမူကားတေခြင်းဖြစ်စေအသက်ရှင်ခြင်းဖြစ်စေကောင်းကင်သမန်ဖြစ်စေအထွတ်အမြတ်ဖြစ်စေတကူအာနာဖြစ်စေမျက်မှောက်အရာဖြစ်စေနောင်လာလက်တန်တော်အရာဖြစ်စေအမြင့်ဖြစ်စေအနေဖြစ်စေဤအရာမှာစာ၍အဘယ်နမိတ်လက္ခဏာတအရာကြီးငါတို့သခင်ခရစ်တော်အာဖိခိုင်ရသောဖျားတဲ့ချစ်ခြင်းမေတ္တာတော်နဲ့ငါတို့ကိုမကွာစေနိုင်ဟုငါဒီသဘောကြလက်ရှိ၏ကျွန်တော်အခန်းငယ်39ထိဖတ်ခြင်းဖြစ်ပါတယ်ဆိုတော့ Calvin နဲ့ပတ်သက်ပြီးတော့သူတို့ယုံကြည်ချက်တွေအများကြီးထဲမှာဒါကတကယ်အချက်တစ်ခုဖြစ်တယ်ဘလို့ပဲဖြစ်ဖြစ်ဖျားတဲ့မေတ္တာတော်နဲ့ဟာဆိုကျွန်တော်တို့လည်းလုံးဝမကွာဘူးမကင်းကွာစေဘူးဘလို့ပဲအချိန်နေဖြစ်စေဆိုပြီးတော့ဒီကျမ်းချက်ကိုသူတို့နည်းနည်းလေးရအပ်ပြီးပေါ့နော်သူတို့လက်ခံတဲ့အရာဖြစ်ပါတယ်ပြီးရင်အခြားတစ်ဖက်မှာလည်းဒီ Arminius အနေနဲ့သူတို့ဗာပြန်ပြောလဲဆိုတော့ဟေဘဲအခန်းကြီးခွန်အခန်းငယ်25မှာဗာပြောထားလဲဆိုရင်ထို့ကြောင့်အကျဉ်သူတို့ဒီယေရှုခရစ်အားဖြင့်ဖျားသခင်အထံတော်သို့ချဉ်းကပ်ကြ၏ထိုသူတို့၏အမှုကိုကိုတော်ဒီစောင့်လျက်ကာလအစဉ်အသက်ရှင်တော်မူသောကြောင့်ငါတို့ကိုအစဉ်ကယ်တင်ခြင်းငါတတ်နိုင်တော်မူ၏ဒီညမှာလဲကျွန်တော်ဖျားသခင်ကျွန်တော်ရဲ့ယူချက်ပိုင်ခုနကပတ်သက်ဖျားသခင်ကိုချဉ်းကပ်ခြင်းအပြည့်ပြတဲ့ကကျွန်တော်ကိုကာကွယ်တယ်ပြောချင်တာကလူမှာရွေးချက်ပိုင်ခွင့်ရှိတယ်ဆိုတဲ့အရာကိုပြောပြသွားခြင်းဖြစ်ပါတယ်ကျွန်တော်ဒီကျမ်းချက်တချို့ကျမ်းချက်အရေးပါတဲ့ကျမ်းချက်တွေလဲကျွန်တော်ဒီအောက်မှာကျွန်တော်လို့တလို့Calvinism နဲ့ပတ်သက်ပြီးတော့လည်းArminius နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရေးတော့မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကဲတင်ချင်းဘယ်လိုအခြေအနေရှိလဲကိုလို့ယူလို့ရတာလားမဟုတ်ရင်ဖျားတဲ့ပေးပြီးတော့ကိုလို့ယူစရာမလိုဘူးကိုဖက်မှာဘာမှအားထုတ်စရာမလိုဘာမှဆုံးဖြတ်စရာမလိုပဲဖျားတဲ့ခင်ကကျွန်တော်တို့ကိုရဲ့ရွေးချက်ပိုင်ကိုပိတ်ပြီးတော့သူ့ဟာသူပေးတာလားဆိုပြီးတော့အငင်းပွားစရာအများရှိပါတယ်ကျွန်တော် Calvin ရဲ့မှန်တဲ့အတိုင်းတာရှိတယ်လို့ Arminius ရဲ့မှန်တဲ့အတိုင်းတာရှိပါတယ်ကျမ်းချက်တစ်ချက်ကိုဆက်လက်ပြီးတော့ဖတ်ပြလိုပါတယ်ရှင်လုကာခန်းကြီး9အခန်းငယ်24မှာသူငယ်၏အဘသည်ချက်ချင်းအော်ဟစ်၍အကျွန်ုပ်ယုံကြည်ပါ၏သခင်မယုံကြည်သည်ကိုမဆတော်မူပါဟုမြေနဲ့လျှောက်ပြန်လေ၏ဆိုတော့ကျွန်တော်သက်တာမှာယုံကြည်ခြင်းဟာကျွန်တော်ရွေးချယ်ပိုင်ကျွန်တော်ရွေးချယ်တဲ့အပေါ်မှာကျွန်တော်တို့ရခြင်းဖြစ်တယ်လောလောဆယ်ရွေးချယ်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့ဒီနေရာမှာလည်းကျွန်တော်တစ်ချက်ပြန်ကြည့်ဖို့လိုတာကကိုယုံကြည်ခြင်းအားကြီးဖို့တော့လဲကျွန်တော်တို့တစ်ခါလေးမတတ်နိုင်ဘူးဖျားခင်မအစာမှာတတ်နိုင်တယ်ဆိုတာဒီမှာတွေ့မြင်လို့ရပါတယ်အာမင်နောက်ဆုံးအနေနဲ့မာသက်ခန်းကြီး16အခန်းငယ်19ကိုဆက်ဖတ်ပြအောင်ယေရှုကရှေမုန်တင်ဒီမင်္ဂလာရှိအကြောင်းမူကားအသွေးအသားဒီဤအကြောင်းအရာတို့ကိုသင်အားဖော်ပြသည်မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသောငါခမဲတော်သည်ဖော်ပြတော်မူတည်းဆိုတော့သခင်ခရစ်တော်ကလူတွေကကျွန်တော်ကိုဘယ်သူလို့ထင်တယ်ဆိုပြီးတော့မေးတဲ့ချိန်မှာလူတွေကအတပည့်တော်တချို့တွေကမောရှေအေလိယပြန်ရှင်းတာပါဒါပေမဲ့တင်ဟာဖျားသားတော်ဖြစ်တယ်ကယ်တင်ရှင်ဖြစ်တယ်ဆိုပြီးတော့ပြောတဲ့ချိန်မှာဒါကလူအတွေ့အသားဖြင့်တင်တီးတောင်ဖျားတဲ့ဖော်ပြလို့ပဲအဲ့ဒါကြောင့်မို့ကယ်တင်ခြင်းဟာဖျားခင်ပေးတယ်မှန်တယ်ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ကျွန်တော်ယူတယ်မှန်တယ်ဒါမဲ့ဒီအရာကိုရွေးချယ်ပိုင်ခွင့်ပဲ
ထောင်လွှမ်းနေလဲမကောင်းသလိုအဖျားကလူတွေကိုလုံးဝအရေးချက်ဖောင်လုံးမပြည့်စုံပြီးတော့ပြောနေလဲကျွန်တော်လက်တွေ့မချပါဘူးစံစာနေမခိုင်အဲ့ဒါကြောင့်မို့ဒီကြားမှာကျွန်တော်တို့ကောင်းကောင်းမှုတန်ရှင်းသောဝိညာဉ်တော်ပါရှိခြင်းအဖြစ်နားလည်နိုင်ဖို့အတွက်အမှန်တမ်းရေးကြည့်ပါတယ်ဆိုတဲ့အကြောင်းကိုပြောပြရင်လည်းအနေကုန်ချုပ်လို့ပါတယ်အားလုံးပေါ်ပြရှင်ကောင်းကြည့်ပြပါစေဘိုင်ဘိုင်